ဒီနေ့ဘယ်သူကိုင်လဲငါကိုင်နေဟဲ့အဲ့လိုမပြောရဘူးလေကျွန်တော်ကိုင်ပါတယ်မမထားလို့ပြောရတယ်ဟာမမထားလို့ခေါင်းတော့ကျွန်တော်တဲ့အသက်ကြီးလို့လားဘာကြီးမိုးပြောတော့သူနဲ့ကျွန်တော်နဲ့အသက်ချင်းတူတူပဲတဲ့ထုတ်တယ်မစမ်းမလားနေငါခေါ်ခိုင်းတယ်လို့ခေါ်စမ်းမှာမခေါ်နိုင်ပါဘူးနေရဘသူလဲငါကခွန်တလူလေးကျွန်တော်နာမည်ခွန်တာပါအေးစကားကိုအဲ့လိုရင်ကြည်ကြည်ပြောစမ်းမှာနေရဘိုင်းမို့တော်တယ်လို့လည်းဘာတော်တာလဲငါကျွန်တော်အဖေရဲ့ဦးလေးကဘိုင်းမို့ပါသူကဘာကြီးမို့ရဲ့မြည်လေးပါကွယ်သူ့အမေကလည်းမရှိရှာတော့ဘူးအဖေကလည်းမှော်ရဲသွားတော့စောက်ရှောက်မယ်လို့မရှိလို့ဘာကြီးမို့ကခေါ်ပြီးတော့စောက်ရှောက်တာဘိုင်းမို့ရဲ့မြည်ကိုပိုးကြအောင်တော့စုံမထားပါဟုတ်ကဲ့ပါပန်းအိုးတွေကိုနေကင်နေပေါ့ဟုတ်လားခွန်တာဟုတ်ကဲ့နေမျက်စိကန်းနေလားဘာမကမ်းပါမကဲနေမျက်စိအပွင့်မပွင့်နဲ့ပန်းကိုမမြင်ဘူးလားဟိုဘက်ကအိုးတအိုးမှာအပွင့်မပွင့်တာမြင်တာနဲ့ဘာဖြစ်လို့ဖယ်ထုတ်မထားရလဲငါလာရင်အပွင့်မရှိတဲ့နှင်းစီမမြင်ချင်ဘူးလို့ပြောထားတာနိဗ္ဗာန်ရဲ့ပြောဘူးလားဟိုဘက်ကပန်းအိုးတွေကိုဘာကြီးမို့လဲကြိုက်ပါတယ်ကွယ်ဘာကြီးမို့ကမျက်စိမကောင်းတော့အဲ့ဒီအိုးကိုမမြင်မိတာဖြစ်ပါလိမ့်မယ်အဲ့ဒီဘက်ကိုဘိုင်းမို့ကင်တာမဟုတ်ကျွန်တော်ကင်တာနင်းစီပွင့်မပွင့်တာလဲကျွန်တော်မြင်ပါတယ်ဒါပေမဲ့မနှက်ပြန်ပွင့်မဲ့အဖူးလေးတွေကိုတွေ့နေလို့မဖဲတော့ပဲကျွန်တော်ဒီတိုင်းထားခဲ့တာဒီမဲ့ခွန်တာမမထားရလေမနှက်ပြန်ပွင့်မဲ့ပန်းကိုစိတ်မဝင်စားဘူးဒီနေ့ပွင့်မဲ့ပန်းကိုပဲမြင်ချင်တာအဲ့တော့အဲ့ပန်းဒီနေ့ပွင့်အောင်လုပ်ပေးဖို့မင်းမတာဝန်ရှိတယ်တာအဲ့ပန်းကိုနားယူခဲ့အခုပွင့်အောင်လုပ်ပေးစမ်းဟဲ့မလုံနိုင်တဲ့အကြောင်းကိုရိုးရိုးပြီးတောင်းမှလိုက်လေကျွန်တော်လုပ်ပေးမယ်လူလေးကျွန်တော်တကယ်လုပ်ပေးမယ်လုပ်လေလုံနိုင်ရင်လုပ်ပေါ့ဘလို့လုပ်မလဲကြည့်မယ်ကြည့်လေအားလုံးခဏတော့မျက်စိမိတ်ပြီမျက်လုံးပွင့်တာနဲ့ပန်းပွင့်စေရမယ်ကောင်းပြီလေကဲအားလုံးမျက်စိခဏလောက်မှိတ်ပေးလိုက်ပါမျက်စိဖွင့်လို့ရတယ်ဘာရလဲတက်လိန်ကကြည့်တရေပဲနဲ့ချီထားတယ်နင်ငါ့ကိုပြောင်းလာလားဟောဒီဘက်ဒီပင်မှာပွင့်ပွင့်တာမြင်ချင်တယ်ဆိုအပွင့်ပွင့်အောင်ဒီလိုပဲလုပ်လို့ရမှာဗောဟာကဲအခုပွင့်ပွင့်နင်မြင်တယ်မလားရှော့နေတော့ကြိုက်ကုန်နေတဲ့တူတယ်完了，你这啥玩意我找到了嘞？
ညီလေးရေတော်ကြအသက်ရှူရသွားရင်ငါညီလေးတရားခံဖြစ်နေဦးမယ် နင်ဘလောက်ကြောတင်းနိုင်မလဲဆိုတာငါစောင့်ကြည့်လိုက်အောင် မိနိုင်ရေဟိုဘက်ကချယ်ရီကိုသွားပြောစမ်းငါရောက်နေတယ်လို့မနေ့ပြန်စပြီးဝိုင်းလို့ရပြီလို့လည်းပြောခဲ့နော်ကြားလား ဟုတ်ကဲ့ရှင် ညီလေးရဲ့ဘာလို့တလောက်ခေါင်းမာရတယ်ကွာသူတို့နဲ့ရှင်းလိုက်ရင်သူကအရှုံးမဲ့ကားကြီးပဲမဟုတ်ဘူးလားတော့ကိုသူဘာပြောပါမီခေါင်းကိုခံနေလိုက် ထားသခင်ဘာခိုင်းစရာရှိသေးလဲလို့ လောလောဆယ်တော့မရှိဘူးအော်ဒါနဲ့ဒီပန်းတွေကိုဒေါ်နန်းထိုးထားရလား မဟုတ်ပါဘူးခွန်းတာထိုးထားတာပါအဲ့ဒီပန်းတွေကိုဈေးမှာမနဲ့အစိုးကြီးသွားဝယ်တာပန်းထုတ်ကြီးနဲ့မှောက်ရက်လဲတယ်ရင်မမှာစုပ်ပြတ်တတ်နေတာပဲတနာပါတယ် အော်ဒီလိုမျိုးစူးစမ်းထားတယ်ဆိုတော့လဲစုတွေပါပေးရတာပေါ့ထထကဒီနေ့ရစပြီးဒီအိမ်ကအလုပ်သမားတွေပေါ်မှာစုပေးတံပေးစနစ်ကိုကျင့်သုံးမယ်ထထသဘောကျအောင်လုပ်ထားရင်စုပေးမယ်ထထသဘောမကျအောင်လုပ်ထားရင်တံပေးမယ်ခုနကတော့ထထသဘောမကျအောင်လုပ်ထားလို့ခွန်တောက်တံပေးပြီအခု तू ကပြင်ဆင်ပြီးတော့ထထကိုသဘောကျအောင်လုပ်ထားတာဆိုတော့ဟဲ့ကောင်လေးနေငါအတွက်ပန်းတွေပြင်ပေးထားလို့နေ့ကငါစုချလိုက်